မင်္ဂလာပါရှင်။ပါရမီထွေယောဂကုဆေးရုံမှာကြိုဆိုပါရရှင်။အော်တဇင်ဆိုတာဟာအရှင်းပြတ်ကင်းအောင်ကုသလို့မရနိုင်ပေမဲ့လေ့ကျင့်သင်ကြားပေးခြင်းအဖြစ်တိုးတက်ကောင်းမွန်အောင်ကုသလို့ရနိုင်ပြီပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မိဘများအတွက်အရေးကြီးတဲ့ topic တစ်ခုဖြစ်တဲ့ autism နဲ့ speech delay အကြောင်းကိုဒီနေ့မှာတော့ရှင်းလင်းပြောကြားပေးသွားမှာပဲဖြစ်ပါတယ်။ကလေးတွေပြောမှုမှာစကားပြောခြင်းဟာအရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။စောစီးစွာသိရှိပြီးအချိန်မီကုသနိုင်ခြင်းဟာလည်းအလွန်ရေးကြီးပါတယ်။ဒီနေ့ program လေးမှာတော့ speech language pathologist ဆရာမတော်ကျင်ခန့်မှန်ကနေပြီးတော့စကားပြောနောက်ကျခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဒီကုန်းလေးတွေကိုဆွေးနွေးဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်။မင်္ဂလာပါဆရာမကြီးရှင်။ကျွန်မတို့ဆုံးအနေနဲ့ဆရာမကြီးကိုဆရာမကြီးမိတ်ဆက်ပေးပါအောင်ရှင်။ဟုတ်ကဲ့ပါမမန်ဒီကျမနာမည်ကတော့ကျင်ခန့်မှန်ဖြစ်ပါတယ်။ပညာရေးမဟာဘွဲ့နဲ့စကားပြောခုထုံ speech language pathology မဟာဘွဲ့ကိုရရှိထားတဲ့သူဖြစ်ပါတယ်။အခုလက်ရှိမှာတော့ပါရမီဆေးရုံမှာလည်းလူနာတွေကိုကြည့်ပေးနေပါတယ်။ဟုတ်ကဲ့ပါဆရာမကြီးရှင်။ဒီနေ့ program လေးမှာတော့language therapy ပေါ့နော်။ autism လေးမှာတွေ့ရတဲ့စကားပြောတာမျိုးပေါ့နော်။ဆရာမမိဘတွေရှိတဲ့ဒီကိုတွေကိုအမှန်တရားတွေအားလုံးပြည့်နေပြီပါ။ autism ဆိုတာဘယ်လိုယောဂမျိုးဘယ်လိုလက္ခဏာမျိုးတွေခေါ်တာလဲပေါ့နော်။ဘယ်လိုကလေးတွေမှာတွေ့ရတာလဲရှင်။ autism ကိုတော့ယောဂလို့တော့ပြောလို့မရပါဘူး။ သူက disease မဟုတ်ဘူးပေါ့နော်။အခြေအနေတစ်ခုသူကအပြုတ်မှုပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်ရတာတစ်ခုဖြစ်ပါတယ်။အဲ့ဒီအပြုတ်မှုနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကတော့သူကအပြုတ်မှုဖြစ်တဲ့ယောဂမဟုတ်ဘူး။ဒါကြောင့်မလို့ autism ယောဂကိုပျောက်အောင်တော့ကုသလို့မရပါဘူး။ဒါပေမဲ့သူနဲ့ပတ်သက်တဲ့လက္ခဏာတွေကိုလျော့သွားအောင်လို့အများနဲ့အထိုက်အလျောက်အလိုက်တင်ပြီးနေတတ်သွားအောင်လို့လေ့ကျင့်မှုသင်ကြားမှုတွေနဲ့ပံ့ပိုးပေးသွားလို့ရှိရင်လူတစ်ယောက်ကလူပေါင်းထဲမှာဝင်ဆန့်သွားပါတယ်။ autism ရဲ့ early stage တွေရောဘယ်လိုဟာမျိုးတွေဖြစ်မလဲရှင်။ early sign ရှေးဦးလက္ခဏာတွေကတော့သိထားဖို့တော်တော်လေးအရေးကြီးပါတယ်ပေါ့။ဘာလို့လဲဆိုတော့ autism မှာ biomarker ဆိုတဲ့တွေးစစ်ကြည့်လို့ရတဲ့လက္ခဏာမရှိဘူး။တက်မှန်ရိုက်ကြည့်လို့လည်း autism ကိုစစ်ကြည့်လို့မရပါဘူး။သူ့ကိုအပြုတ်မှုပေါ်မှာ behavior ပေါ့နော်။ features တွေရှိတယ်အဲ့ဒီပေါ်မှာပဲမူတည်ပြီးတော့သတ်မှတ်ရတာဖြစ်ပါတယ်ပေါ့။သူကနောက်ဆုံးအနေနဲ့ဆိုလို့ရှိရင် DSM-5 ကနေသတ်မှတ်ထားတာဆိုရင်သူကအပိုင်းနှစ်ပိုင်းရှိတယ်။ပထမတစ်ပိုင်းအနေနဲ့ကတော့လူမှုဆက်ဆံရေးအပိုင်းလူမှု social communication ပေါ့။ဒုတိယပိုင်းကတော့ restricted repetitive behavior or interest ပေါ့။အပြုတ်မှုကြီးပဲတက်ပေါ့။အဲ့တော့ social communication မှာသူကအပိုင်း၃ပိုင်းရှိမယ်ပေါ့နော်။အပြန်အလှန်ဆက်သွယ်ရေးအားနေတဲ့ဥပမာတူတူရေးဝါဆိုရင်ကိုကတူတူရေးဆိုရင်သူကဝါပြန်မလုပ်တတ်ဘူး high five လို့ဆိုလို့ရှိရင်သူ high five ပြန်မလုပ်တတ်ဘူးစသဖြင့်ပေါ့ဒုတိယတစ်ချက်ကတော့မျက်နှာရိပ်မျက်နှာကဲပေါ့နော်ခန္ဓာကိုယ်ရဲ့ body language ကိုသူတို့နားမလည်ဘူးနောက်တစ်ခုကကြတော့ပေါင်းတင်ဆက်ဆံရေးအလိုက်ထိုက်နေတတ်တာပေါ့နော်ရုံးကိုလာတယ်ဆိုရင်ဒါရုံးမှာလုပ်လို့ရတဲ့အပြုမှုတချို့ရှိတယ်အိမ်မှာပဲလုပ်လို့ရတဲ့အပြုမှုတချို့ရှိတယ်အဲ့ဒါတွေကိုသူတို့ကခွဲခြားပြီးနားမလည်ဘူးပေါ့နောက်တစ်ခုကတော့ restricted repetitive behavior ဆိုတာကတော့လှုပ်ရှားမှုကိုယ်လက်အမူအရာတစ်ခုကိုထွက်ခါတလဲလဲပြောမယ်စလုံးတစ်လုံးကိုသူတို့ရွတ်နေမယ်ဒါမှမဟုတ်မိကွန်းမေးလိုက်တဲ့အခါကျလို့ရှိရင်အဖြေမဖြေဘဲနဲ့မိကွန်းကိုပြန်ပြောမယ်နောက်တစ်ခုကကြတော့အကြောင်းအရာတစ်ခုကိုလှေနံတာထင်မှတ်ထားတာပေါ့ဥပမာပါရမီဆေးရုံကိုကျမအရာနေမျိုးတွေကနေလာမယ်ဆိုလို့ရှိရင်ပြည်လန်းကလာမလားကဘာကြီးဖျားလန်းကလာမလားပေါ့အဲ့တော့ဒီကလေးတယောက်ကကဘာကြီးဖျားလန်းကလာမယ်ပြည်လန်းအများဝင်ပြီးလို့ရှိရင်တော့သူဟာအဲ့ဒီမှာပောက်ကွဲမှုတွေဖြစ်မယ်ပေါ့အစသဖြင့်အကြောင်းအရာတစ်ခုကိုအစွဲလန်းကြည့်တယ်လှေနံတာထင်မှတ်ထားတယ်ပေါ့နောက်တစ်ခုကကြတော့ကျင်းမြောင်းတဲ့မူမမှန်တော့စိတ်ဝင်စားမှုတဲ့ဥပမာဒိုင်နိုဆောအကြောင်းဆိုအသေးစိတ်အသေးမွှားလေးကအစသိမယ်ဒါပေမဲ့တခြားအကြောင်းအရာတစ်ခုကိုစိတ်မဝင်စားဘူးနောက်ပြီးအဲ့ဒီအကြောင်းကိုစပြီးတော့ပြောတော့မယ်သင်တော့မယ်ဆိုရင်ပောက်ကွဲတဲ့စိတ်ပောက်ကွဲတဲ့အထိဖြစ်တတ်တယ်ပေါ့နောက်ပြုမှုတစ်ခုကတော့ခံစားမှုပေါ့အပြုမှုမဟုတ်ဘူးခံစားမှုအာယုံပေါ့ခံစားမှုအာယုံကြီးလွန်ကဲတာပေါ့အတန်ခံစားမှုအာယုံဖြစ်ကောင်းဖြစ်မယ်အထီးတွေ့ခံစားမှုအာယုံဖြစ်ကောင်းဖြစ်မယ်အမြင်အနက်အရသာတစ်ခုခုပေါ့နော်လွန်ကဲတာပေါ့ဥပမာပြော့တဲ့စာပဲစားမယ်မာတယ်ကျွတ်တယ်ဆိုမစားဘူးကျွတ်တာပဲစားမယ်အပြော့ဆိုမစားဘူးစသဖြင့်ပေါ့ဒါတွေကခံစားမှုအာယုံအစွန်းရောက်တာပေါ့အဲ့ဒါတွေကသူ့ရဲ့လက္ခဏာပေါ့နော်ဒါပေမဲ့ autism လို့သတ်မှတ်ဖို့အတွက်ဒီလက္ခဏာတွေပေါ်မှာမူတည်ပြီးတော့သူ့အပိုင်းနဲ့သူပိုင်းခြားထားတာတွေရှိတယ်ဒါကြောင့်မလို့ဒီလက္ခဏာတွေက
စုံတစ်ခုများတွေ့လို့ရှိရင်ကတော့တက်ကြွတဲ့ဆရာဝန်နဲ့လာပြီးတော့တိုင်ပင်ဆွေးနွေးပါလို့ ဟုတ်ကဲ့ပါဆရာမကြီးရှင်နောက်တစ်ချက်အနေနဲ့ပေါ့နော်ဒီလက္ခဏာတွေမိဘတွေကနေပြီးတော့သိထားတဲ့နေပေါ့လေဒီဆိုင်လက္ခဏာလေးတွေကဒါလေးတွေဖြစ်နေပေါ့နော်ဆရာမကြီးဒီလက္ခဏာလေးရှိရင်တော့ဒါ autism ရဲ့ early stage လို့မနီလို့နေနဲ့သတ်မှတ်လို့ရတာပေါ့နော်ဆရာမကြီးအဲ့ဒါကအတိအကျပြောလို့မရအောင် autism လို့ဒီလက္ခဏာတစ်ခုတွေ့တာနဲ့ autism လို့သတ်မှတ်လို့မရဘူးဒါကြောင့်မလို့တက်ကြွတဲ့ဆရာဝန်လေးနဲ့လာတိုင်ပင်ပါလို့ကျေးဇူးတင်ပါတယ်delay speech ကဘာကြောင့်ဖြစ်ရတာလဲပေါ့နော်ဟုတ်အဲ့တော့ autism တွေကဘာကြောင့်စကားမပြောနိုင်တာလဲဆိုတာကတော့တိတိကျကျဖြေရခက်တယ်နော်ဒီခေတ်တော်တော်လေးတိုးတက်တဲ့သိပ္ပံပညာတိုးတက်တဲ့ခေတ်မှာတော့စေပညာသိပ္ပံပညာတွေကမရှင်းပြနိုင်သေးတဲ့အကြောင်းအရာတွေထဲမှာဒီတစ်ခုလည်းအပါဝင်ပေါ့နော်ဒါပေမဲ့ကျမတို့ကဘာသိထားလဲဆိုတော့သူကစကားမပြောဘူးဆိုပေမဲ့ autism မှာသူက degree ပေါ့နော်သူ့မှာပြင်းထန်မှုအပိုင်းခြားတွေအမျိုးမျိုးရှိတယ်တချို့ autism ပဲဒါပေမဲ့စကားပြောတာတော်တော်လေးတွက်တချို့ဆိုရင်စကားလုံးဝမပြောဘူးပေါ့နော်သူ့မှာ autism ဆိုလိုက်တာနဲ့လူတိုင်းကဒီလိုလက္ခဏာဒီလိုပုံမှန်သဏ္ဍာန်ရှိမယ်လို့တရသိမှတ်ထားလို့မရပြန်ဘူးအဲ့တော့ autism တယောက်နဲ့နောက် autism တယောက်နဲ့ကလုံးဝခွဲပြားခြားနားနိုင် autism တွေကဥပမာဆိုလို့ရှိရင်ကမ္ဘာလူဦးရေမှာဆိုလို့ရှိရင်129ယောက်မှာ1ယောက်လို့ကမ္ဘာကျန်းမာရေးအဖွဲ့ကသတ်မှတ်ထားတယ်ပေါ့နော်ရှိတယ်လို့ပြောထားတယ်နောက် CDC ကနေပြီးတော့မှဗာသတ်မှတ်တာလဲဆိုရင်36ယောက်မှာ1ယောက်က autism ရှိတယ်လို့သူတို့က data တွေဖွင့်ထားတယ်ပေါ့နော်အဲ့ဒီ autism တွေကိုပေါင်းလိုက်လို့ရှိရင်သူတို့ရဲ့30% ကစကားကိုလုံးဝမပြောဘူးဒါမှမဟုတ်အဖြစ်လောက်ပဲပြောနိုင်တယ်လို့ဆိုတဲ့စာတမ်းတွေကလည်းရှိတယ်ဆိုတော့တချို့ autism တွေကစကားကိုအများကြီးပြောမယ်နော်နောက်ပြီးတော့သူ့ထက်နည်းနည်းတိမ်မွေ့နည်းနည်းတာလေးတခုကသူတို့ကပြောတယ်စာအုပ်ဆိုရင်အဖုံးရှေ့ဖုံးကနေနောက်ဖုံးထိသူတို့ကဖတ်တတ်မယ်ဒါပေမဲ့ဖတ်သွားတဲ့စာရဲ့အကြောင်းကို comprehension ပေါ့ဘယ်လောက်နားလဲတယ်လေမေးလိုက်လို့ရှိရင်သူတို့ကဘာမှမရှင်းပြတတ်ဘူးစသဖြင့်အမျိုးစုံရှိတတ်ပါ